ယူကရိန်းရုရှားစစ်မြေပြင်ကြီးငြိမ်သက်သွားပြီလို့တင်ထင်နေပါသလားတကယ်စစ်မြေပြင်ချင်းတွေကတော့တင်ထင်ထားတာနဲ့တခြားစီပါပဲရုရှားဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲ2026ခုနှစ်ရဲ့အပြင်းထန်ဆုံးသောထိုးစစ်ကြီးရုတ်တရက်အစပြုလိုက်ပါတယ်ဒရုန်းနဲ့ဒုံးကျည်အစင်းကြီး900ကျော်အသုံးပြုပြီးမြို့တော်ကီယက်ကိုမာရသွန်တိုက်ခိုက်ခဲ့တယ်လို့တပတ်အတွင်းမှာတင်မြို့ပေါင်း17မြို့ကိုအလင်းအမြန်တိုက်ပိုက်လိုက်ပါတယ်ဒီအခြေအနေဆိုးတွေကြောင့်ဒမ်ဒဆလန်စကီဟာနိုင်ငံခြားခရီးစဉ်ကိုလန်ဒဝက်ကနေဖျက်ပြီးနိုင်ငံကိုအရေးပေါ်ပြန်လာခဲ့ရပါတယ်ဒါအပြင်အမေရိကန်ကိုလည်းပြက်ပြက်တတသတိပေးလိုက်ပါပြီအားလုံးမင်္ဂလာပါကမ္ဘာသတင်း channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ရုရှားဟာ2026ခုနှစ်အတွင်းယူကရိန်းမြို့တော်ကီယက်ကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်ဒရုန်းစင်းရေ900နဲ့ဒုံးကျည်အစင်း80ကိုအသုံးပြုပြီးပစ်ခတ်ခဲ့တယ်လို့တပြိုင်နက်တည်းမှာပဲမြို့ပေါင်း17မြို့ကိုအလင်းအမြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီအချိန်မှာပဲဇလန်စကီဟာနိုင်ငံကိုအရေးပေါ်ပြန်လာခဲ့ရပြီးအမေရိကန်အနေနဲ့ဒီထက်ပိုပြီးအချိန်ဆွဲနေမယ်ဆိုရင်ယူကရိန်းဘက်မှာဆွေးနွေးစရာဘာမှကြံတော့မှာမဟုတ်ပဲဒီစစ်တူရင်ကစားကွက်ဟာထာဝရပြောင်းလဲသွားတော့မှာဖြစ်ကြောင်းဒါရက်သတိပေးပို့ခဲ့ပါတယ်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရက်ပိုင်းနိုင်ငံတကာသတင်းတွေကိုစောင့်ကြည့်နေသူတွေဆိုရင်နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ဒီပဋိပက္ခဟာကမ္ဘာကြီးအတွက်ရိုးအီသွားတဲ့အနေအထားမျိုးဖြစ်နေတာကိုတွေ့ရမှာပါလူအများစုကတော့စစ်မျက်နှာပြင်ဟာငြိမ်သက်နေပြီးနှစ်ဖက်စလုံးအပြန်အလှန်ထိန်းထားနိုင်တယ်လို့ထင်ကောင်းထင်ကြပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ခင်ဗျားတို့တွေးထားတဲ့ပုံရိပ်နဲ့လက်ရှိမြေပြင်ချင်းတွေဟာတခြားစီပါပဲဘာလို့လဲဆိုတော့လက်တလောချင်းတွေဟာအမြင့်ဆုံးရေချိန်ကိုရောက်ရှိနေပြီးဖြစ်လို့ပါပဲအခုယူကရိန်းမှာဖြစ်ပျက်နေတာတွေဟာတာမန်တိုက်ပွဲလေးတစ်ခုမဟုတ်တော့ပါဘူးယူကရိန်းနိုင်ငံရဲ့မြေပုံကိုအသစ်ပြန်ဆွဲဖို့ရုရှားရဲ့အကြီးကျယ်ဖိအားပေးလှုပ်ရှားမှုကြီးပဲဖြစ်ပါတယ်ပိုအရေးကြီးတာကဒီချင်းတွေဟာကမ္ဘာစီးပွားရေးပေါ်ကိုလည်းရှောင်လွှဲလို့မရတဲ့ကြရက်ရိုက်ခတ်မှုတွေဖြစ်ပေါ်စေပါတယ်ပြည်သူ9000ကျော်ဟာအသက်လူပြီးမြေအောက်ရထားပူတာရုံတွေထဲမှာဝင်ရောက်ခိုလုံနေရတဲ့မြင်ကွင်းတွေတညလုံးမရက်မနာမြည်ဟီးနေတဲ့အော်တန်တွေဟာဒီစစ်ပွဲရဲ့အပြင်းထန်ဆုံးအခြေအနေစီကိုထပ်မံရောက်ရှိနေပြီဆိုတာကိုထင်ဟပ်နေပါတယ်မြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့အမှန်တရားကိုလေ့လာကြည့်ကြရအောင်ပါပြီးခဲ့တဲ့တောက်ကြနေ့ကရုရှားကာဝေးရေးဝန်ကြီးဌာနဟာသူတို့ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုကိုထောက်ပြန်ကြေညာခဲ့ပါတယ်အဲ့ဒါကတော့ရုရှားတပ်တွေဟာယူကရိန်းပိုင်နက်ထဲကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးဒိုနက်ဒေတာထဲကအလက်ဆန်ဒရော့ကာကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတာပါပဲဒါပေမဲ့ပူပီအော်ဆရာကောင်းတာကတပတ်အတွင်းမှာတင်ရုရှားဟာဒနီပရိုခါကိဇာပိုရီရှားနဲ့ဒိုနက်ဒေတာတွေကမြို့ရွာနဲ့လူနေရက်ကွက်စုစုပေါင်း17ခုထိတိမ့်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုရှေ့တိုးလာနိုင်မှုဟာအလုံးကိုဒိတ်ပဲလေးနဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဟာရခိုင်စစ်မြေပြင်ဟောင်းတွေကိုတိမ့်ပိုက်တာမျိုးမဟုတ်ပဲမူလနယ်နိမိတ်မြင်းတွေကိုကျော်လွန်ပြီးရုရှားရဲ့စစ်ရေးခြေလှမ်းတွေကိုပုံမချဲ့ထွင်လာတာဖြစ်လို့ပါပဲပြီးတော့ဒီမြေပြင်ထိုးစစ်ကိုအထောက်အကူပြုဖို့အတွက်ရုရှားဟာ2026ခုနှစ်အတွင်းယူကရိန်းမြို့တော်ကီယက်ကိုအပြင်းထန်ဆုံးလေကြောင်းတိုက်ခတ်မှုတွေစတင်ခဲ့ပါတယ်ပူတင်ဟာပဲ့ထိန်ဒုံးကျည်တွေရောခရုစ်ဒုံးကျည်တွေပါစုစုပေါင်းအစင်း80ကျော်ပစ်ခတ်ဖို့အမိန့်ပေးခဲ့တယ်လို့တေမင်းတမန်ဒရုန်းစင်းကြီး400နီးပါးနဲ့ပါတိုက်ခတ်ခဲ့ပါတယ်ညတညလုံးကနေဂျာတာပတင်းမနက်ထိ17နာရီကြာမာရသွန်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်ရလက်ကတော့ပျက်စီးဆုံးရှုံးမှုတွေပါပဲကီယက်မြို့ကြီးဟာဇက်တိုက်ထွက်ပေါ်နေတဲ့ပောက်ကွဲတံတွေကြောင့်တောင်ခါနေပြီးကောင်းကင်ရံတစ်ခုလုံးမှာလည်းမီးကူးငွေ့တွေနဲ့ဖုံးလွှမ်းနေပါတယ်ကီယက်မြို့တော်ဝန်နဲ့ကီယက်စစ်ပတ်ဆိုင်ရာအောက်ချွေမှုဖြစ်သူပေတာလီကလစ်ကိုရဲ့အချက်လက်တွေရဒီဖြစ်စဉ်ကြောင့်အနည်းဆုံးလူ28ဦးသေဆုံးပြီး62ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒီကိန်းနဲ့ဟာထပ်မံမြင့်တက်လာနေပါသေးတယ်အဆောက်အအုံနဲ့နေအိမ်ပေါင်း130ခန့်ဖျက်ဆီးခံရပြီးကိုထက်ရှိတဲ့တိုက်ခန်းတစ်ခုဆိုရင်လုံးဝပြိုကျပျက်စီးသွားခဲ့ပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေဟာအပျက်စီးတွေအောက်မှာပိတ်မိနေတဲ့တပ်ရှင်ကြံရစ်တွေကိုရှာဖွေဖို့ကွန်ကရစ်တုံးတွေနဲ့တန်ချောင်းတွေကြားထဲနေရောညပါအလုံးလုံးနေကြပါတယ်ရုရှားဘက်ကတော့ဒီလိုပြင်းထန်တိုက်ခိုက်ရတာဟာရခိုင်ကယူကရိန်းကရုရှားနယ်မြေအတွင်းမှာရှိတဲ့ရေနံချက်စက်ရုံတွေနဲ့ရေနံတိုလောင်ရုံတွေကိုဒရုန်းတွေနဲ့လာရောက်တိုက်ခိုက်ခဲ့တဲ့ပေါ်လက်စားချေတောက်ပြန်တာဖြစ်တယ်လို့အကြောင်းပြပါတယ်ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားရဲ့ထုတ်လုပ်မှုကွင်းဆက်ကိုဆိုးရွားထိခိုက်စေခဲ့ပြီးအချို့ဒေသတွေမှာလောင်စာဆီပြက်လက်မှုတွေပါဖြစ်ပေါ်စေခဲ့ပါတယ်ဒါဟာစစ်ရေးပဋိပက္ခရဲ့နောက်ွယ်မှာပုံကွယ်နေတဲ့စီးပွားရေးစစ်ပွဲတစ်ခုပါပဲယူကရိန်းဟာရုရှားရဲ့ရေနံကနေရတဲ့ဝင်ငွေလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ကြိုးစားခဲ့ပါတယ်ဒါကြောင့်ရုရှားကလည်းယူကရိန်းပြည်သူတွေရဲ့စိတ်သက်ခွန်အားနဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးဖို့ကီယက်မြို့တော်ကိုပြကြအောင်တောက်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီလောက်ပြင်းထန်တဲ့အခြေအနေတွေကြောင့်အိုက်စ်လန်နိုင်ငံကိုရောက်ရှိနေတဲ့ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီဟာခရီးစဉ်ကိုလန်ဒဝက်ကနေဖျက်သိမ်းပြီးကီယက်မြို့ကိုအရေးပေါ်ပြန်လာခဲ့ရပါတယ်သူပြန်ရောက်လာချိန်မှာပြိုကျနေတဲ့တိုက်ခန်းတွေနဲ့ပျက်စီးနေတဲ့မြို့ရဲ့အခြေအနေကိုမြင်တွေ့ခဲ့ရပါတယ်ဇလန်စကီဟာရုရှားကိုရှုတ်ချယုံတင်မကပဲဒီဒီချိန်မှာတော့အနောက်အောက်စုမဟာမိတ်တွေ
အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကိုပါပြစ်မှတ်ထားဝေဖန်ခဲ့ပါတယ်အနောက်အစုရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပေးပို့မှုဟာအရန်ကိုနှောင့်နှေးကြမ်းကြာလွန်ပြီးအဲ့ဒီလိုနှောင့်နှေးမှုတွေကြောင့်ယူကရိန်းပြည်သူတွေအသက်ပေးနေရတယ်လို့ဇလန်စကီကပြက်ပြက်တသားပြောဆိုခဲ့ပါတယ်ဒါဟာတိုက်ကန်တစ်ခုဆုံးရှုံးသွားတာမဟုတ်ပဲအိမ်တွေတာသမီတွေမိသားစုတွေနဲ့အသက်တွေဆုံးရှုံးသွားရတာဖြစ်တယ်လို့သူကဆိုပါတယ်အခုချိန်မှာယူကရိန်းအတွက်လိုအပ်ဆုံးရာကတော့ပတ်ထရစ်လေကြောင်းရန်ကာကွယ်ရေးစနစ်ပါပဲပါလို့လဲဆိုတော့ဒါဟာရုရှားရဲ့တန်ထက်မြန်တဲ့ပဲ့ထိန်ဒုံးကျည်တွေကိုဂျားဖြန့်ဟန်တာနိုင်တဲ့ကဘာပေါ်ကလက်ချိုးရည်လို့ရတဲ့စနစ်တွေထဲကတစ်ခုဖြစ်ပါတယ်စိုက်ဝင်စားစရာကောင်းတာက2026ခုနှစ်ရဲ့အမေရိကန်နိုင်ငံရေးခင်းကျင်းပါပဲဇလန်စကီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့သူ့ရဲ့အဖွဲ့အစည်းကိုဓာတ်ရိုက်သတင်းစကားပေးပို့ခဲ့ပါတယ်သူဒီပြထရန့်ရဲ့အဖွဲ့တွေကအရေးပါတဲ့ပုံကူတူဖြစ်တဲ့ဖကော့ရဲ့နာမည်ကိုပါထည့်သွင်းပြောဆိုခဲ့ပါတယ်သူတို့အနေနဲ့လွန်ခဲ့တဲ့ရက်သတ္တပတ်ဒါမှမဟုတ်လတွေကလေးကလာရောက်လဲပတ်မယ်လို့ပြောခဲ့ကြောင်းဇလန်စကီကဆိုပါတယ်သူတို့အနေနဲ့မြေပြင်ချင်းတွေကိုမျက်မြင်ကိုယ်တွေ့လာရောက်ကြည့်ရှုပြီးအခြေအနေမှန်ကိုနားလည်အောင်လုပ်ဖို့လိုပါတယ်ပြီးမှယူကရိန်းကိုစပွဲဝိုင်းမှာထိုင်ပြီးစစ်ပွဲကိုလွယ်လွယ်ကူကူရပ်တန့်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုသမ္မတထရန့်ကိုပြန်လည်ရှင်းပြသိပါတယ်ရုရှားကအခုလိုစက်လက်ဘုံကျဲနေသူတွေပေါ့အမေရိကန်ရဲ့ကူညီချင်တဲ့ဆန္ဒကိုယူကရိန်းကကျေးဇူးတင်ပေမဲ့လက်ရှိချိန်မှာယူကရိန်းကလှပတဲ့စကားလုံးတွေတက်မြန်ဆန်တဲ့လက်တွေ့လှုပ်ဆောင်မှုတွေကိုပို့ပြီးလိုလားနေပါတယ်ကဲဒီတော့ဒီကိစ္စကဘာကြောင့်ရေးကြီးနေတာလဲပြီးတော့ကမ္ဘာပထဝီနိုင်ငံရေးရဲ့ပုံရိပ်ကိုဘယ်လိုထင်ဟပ်နေတယ်လဲဆိုတာကိုတိစိတ်ခွဲချမ်းစိတ်ပြကြည့်ကြရအောင်ပါပထမချက်အနေနဲ့2026ခုနှစ်မှာရုရှားကဘာကြောင့်ပြင်းထန်ဆုံးထိုးစစ်ဆင်တိုက်ခိုက်နေရတာလဲအဖြေကတော့ရုရှားဟာစစ်ဆက်ဆွေးနွေးရေးစပွဲဝိုင်းမှာအရေးတာဖို့အတွက်အရင်စလိုကြိုးပမ်းနေတာပဲဖြစ်ပါတယ်နိုင်ငံတကာနိုင်ငံရေးလောကမှာမရေးထားတဲ့စီမင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုတိုင်ပိုက်ထားတဲ့နေမြေဟာဆွေးနွေးပွဲမှာအနိုင်ရစေမဲ့ဖဲချက်ပဲဆိုတာပါပဲသမ္မတထရန့်ဦးဆောင်တဲ့အမေရိကန်ဆိုရမှာဒီစစ်ပွဲကိုအမြန်ဆုံးဆုံးသက်ခြင်းနဲ့ရှင်းလင်းတဲ့မူဝါဒရှိနေပြီးနှစ်ဖက်စလုံးကိုစပွဲဝိုင်းမှာလာထိုင်ဖို့ဖိအားပေးလာနိုင်ပါတယ်ပူတင်ကလည်းစစ်ဆက်ဆွေးနွေးမှုတွေမစတင်ခင်မှာရုရှားအနေနဲ့နယ်မြေတွေကိုပိုပြီးတိုင်ပိုက်ထားနိုင်လေရုရှားအတွက်ပိုပြီးအသာစီးရလေဆိုတာကိုကောင်းကောင်းသိနေပါတယ်တပတ်တွင်မြို့ပေါင်း17မြို့ကိုတိုင်ပိုက်နိုင်ခဲ့တာဟာမဟာဗျူဟာရအင်အားစုဆောင်းတာပါပဲတချင်းတန်ဆုံးတော့မယ်ဆိုတာသိနေတဲ့ကလထိုင်လူတန်ကစားနည်းနဲ့တူပါတယ်ဒါကြောင့်ရုရှားကကလထိုင်တွေကိုသူ့ဘက်မှာအများဆုံးရှိနေအောင်အမြန်ဆုံးသိမ်းယူနေတာဖြစ်ပါတယ်ဒုတိယချက်ကတော့စွမ်းအင်နဲ့စီးပွားရေးစစ်ပွဲပါပဲယူကရိန်းကရုရှားရဲ့ရေနံချက်စက်ရုံတွေကိုဝင်ရောက်တိုက်ခတ်ပြီးပြားအောင်ကိုတုံးနဲ့တွားထုတ်ခဲ့တာဟာမော်စကိုအတွက်အလွန်ကိုဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်ဘာလို့လဲဆိုတော့ရေနံဟာရုရှားစီးပွားရေးရဲ့အဓိကသွေးကြောကြီးဖြစ်နေလို့ပါပဲရုရှားကကီယက်မြို့တော်ကိုအစွမ်းကုန်ပြန်လည်တိုက်ခိုက်နိုင်ခဲ့တာဟာမင်းတို့ငါစီးပွားရေးကိုဖျက်ဆီးချင်ရင်ငါကမင်းတို့ရဲ့မြို့တော်ကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ချမ်းချောက်မှုသတင်းစကားကိုပေးလိုက်တာပါပဲဒါဟာစေရရလက်တစ်ခုတည်းကိုညှော်လင့်တာမဟုတ်ပဲယူကရိန်းရဲ့လူမှုရေးနဲ့စီးပွားရေးခြေခံဆောက်အုံတွေကိုတီးမခံနိုင်လောက်အောင်ပျက်စီးသွားစေဖို့ရည်ရွယ်ပြီးတိုက်ခိုက်မှုအစစ်မြစ်တင်လိုက်တာဖြစ်ပါတယ်တတိယချက်ကတော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့စိန်ခေါ်မှုပါပဲဒီကိစ္စဟာအနောက်အုပ်စုလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့နှောင့်နှေးကြမ်းကြာမှုပြဿနာကိုထင်ဟပ်နေပါတယ်လက်နက်တွေရောက်လာတာအရန်နောက်ကျတယ်လို့ဇလန်စကီကပောက်ကွဲပြီးပြောဆိုခဲ့တာဟာအမှန်တရားပါပဲပတ်ထရစ်စနစ်ဆိုတာအွန်လိုင်းမှာပြီး3ရက်အတွင်းအမြန်6ဖို့နဲ့ရနိုင်တဲ့ပစ္စည်းမျိုးမဟုတ်ပါဘူးထောက်လုပ်ဖို့အချိန်လိုတယ်လို့တင်နန်းပေးဖို့လည်းအချိန်ယူရပါတယ်အရေးကြီးဆုံးကတော့ကုန်ကျစရိတ်အလွန်ကြီးမားတာပါပဲအမေရိကန်နဲ့ဥရောပပေးပို့မှုတွေနှောင့်နှေးနေရတဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့သူတို့ရဲ့ပြည်တွင်းနိုင်ငံရေးပြဿနာတွေကြောင့်ဖြစ်တယ်လို့အရှေ့လယ်ပိုင်းပြည်ပခါတော့ပါအရင်းမြစ်တွေကိုခွဲဝေသုံးစွဲနေရလို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လဲယူကရိန်းဟာရှစ်တိုးမရနောက်ဆုံးမရအခြေအနေနဲ့ရင်ဆိုင်နေရပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအစားပြည်သူတွေရဲ့အသက်ခံတာနဲ့ရိုက်ခတ်မှုတွေကိုခံစားနေရတာဖြစ်ပါတယ်ဒီကိစ္စကဘာကိုထင်ဟပ်နေလဲဆိုတော့လက်တွေ့ကဘာမှာတရားမျှတမှုဆိုတာကိုလက်ထဲမှာရှိတဲ့စင်တစ်ဖြစ်မှုနဲ့အာဏာလောက်အရေးမကြီးဘူးဆိုတာကိုပါပဲယူကရိန်းဟာပြင်ပအကူအညီကိုကြီးပဲမျောလင့်နေရတာကြောင့်ရုရှားကအသာစီးရဖို့ကစားကွက်ဖော်နေတဲ့ဒီစစ်ပွဲမှာအောက်စီးကနေရင်ဆိုင်နေရပါတယ်အလင်းမြန်နယ်မြေတိုင်းပိုက်တာနဲ့မြို့တော်ကိုအလင်းမြန်အပြင်းထန်တိုက်ခိုက်တာတွေဟာရန်သူကိုလက်နက်ချအရှုံးပေးလာစေဖို့ဒါမှမဟုတ်အနည်းဆုံးတော့မကြာခင်အနာဂတ်မှာဖြစ်လာနိုင်တဲ့ဆွေးနွေးပွဲတွေမှာအရှုံးပေါ်မဲ့စီကံချက်တွေကိုလက်ခံလာစေဖို့ဖိအားပေးတဲ့ကနဝေမြောက်စစ်ဗျူဟာတရက်ပဲဖြစ်ပါတယ်ကဲအခုအနည်းချုပ်ရမယ့်အချိန်ရပါပြီနားလည်လျော်အောင်အချင်းချုပ်ပြောရမယ်ဆိုရင်လက်ရှိချင်းဒီမှာရုရှားဟာ2026ခုနှစ်အတွင်းအကြီးမားဆုံးထိုးစစ်ဆင်ကြီးကိုဆင်နွှဲနေပါတယ်
မြေပြင်မှာဆိုရင်တပတ်အတွင်းလူနေရက်ကွက်17ခုကိုတိုင်းပိုက်နိုင်ခဲ့ပြီးတနီပရိုလိုအရေးပါတဲ့ဒေတာအတွင်းကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်လေကြောင်းကနေဆိုရင်လည်းရုရှားရဲ့ရေနံတူလောင်ရုံတွေကိုယူကရိန်းကတိုက်ခတ်ခဲ့တဲ့ပေါ်တောက်ပြန်တဲ့အနေနဲ့ဒရုန်းတွေတုံးကြီးတွေစုစုပေါင်းအဆင့်900ကျော်နဲ့ကီယက်မြို့တော်ကိုပြကြအောင်တိုက်ခိုက်နေပါတယ်ရလတ်အနေနဲ့တော့ပြစ်မဲ့ယူကရိန်းပြည်သူတွေတေဆုံးဒဏ်ရာရခဲ့ပြီးမြို့တော်ကြီးလည်းပျက်စီးခဲ့ရပါတယ်ဒီချိန်ထဲမှာပဲယူကရိန်းခေါင်းဆောင်ဇလန်စကီဟာအရှုံးပေါ်နေတဲ့စစ်မျက်နှာပြင်ကရောပတ်ထရစ်လိုလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေပေးပို့ဖို့နှောင့်နှေးနေတဲ့အနောက်အုပ်စုမဟာမိတ်တွေစီကနေပါကြီးမားတဲ့ဖိအားတွေကိုရင်ဆိုင်နေရပါတယ်ငြိမ်းချမ်းရေးဆွေးနွေးဖို့တောင်းဆိုတာဟာလောက်နိုင်ပေမဲ့မြေပြင်ချင်းတွေကိုတေချာလာရောက်ကြည့်ရှုဖို့နဲ့လက်နက်ထောက်ပံ့မှုတွေကိုအခုထပ်ပို့ပြီးမြန်မြန်ဆန်ဆန်လှောက်ဆောင်ပေးဖို့လက်ရှိအမေရိကန်ဆိုရစီကိုသူကသတင်းစကားပါခဲ့ပါတယ်အချိန်ကြာလေးယူကရိန်းအနေနဲ့နယ်မြေတွေနဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဇက်တိုက်ဆုံးရှုံးနေရလေဖြစ်လို့ပါပဲဒါဟာတနက်တွေနဲ့ပဲတိုက်ခတ်နေတဲ့စစ်ပွဲမျိုးမဟုတ်ပဲအချိန်ကိုစီမံခန့်ခွဲမှုတွေကမ္ဘာနိုင်ငံရေးခွေရေးကိုအမိရစောက်ကင်မှုတွေနဲ့ပါတိုက်ခိုက်နေရတဲ့စစ်ပွဲကြီးဖြစ်ပါတယ်ကမ္ဘာသတင်းစီစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုအကြောင်းအရာမျိုးကိုသဘောကျတယ်ဆိုရင် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အမောင်ရင်အဆုံးတရားပါသွားခဲ့ရင်ကျွန်တော်တောင်းပန်ပါတယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ